လူတွေမိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဒီအဖွင့်နေ့မှာကျတော့အကုန်လွဲခဲ့တယ်ပေါ့နော်မနက်ပိုင်းမှာကျတော့ plate အောင်ကီအောင်ပြီးတော့one chain လွဲပေါ့နော်ညနေမှာကျတော့အကုန်လွဲဗျာတခုမှမအောင်တော့ပေါ့နော်ဒါကျတော့ site လေးမားနေတယ်လို့ပဲပြောမှာပေါ့နော် site လေးကလာပြီးတော့မလာတာပေါ့နော်ကျွန်တော်ကင်တာလဲတုံးပင်တစ်ဖြက်ပေါ့နော် site တုံးပင်တစ်ဖြက် site လေးကိုကျွန်တော်ကင်ထားတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော် site ကိုကျတော့ဒီမကင်တော့ပေါ့နော်ဒီ site မှာကျတော့အဲ့လိုမျိုးအကုန်ပြတ်တယ်ဆိုတော့ကျွန်တော်လည်းမကင်တော့ဟိုလာပိုးလဲမလွယ်ပေါ့နော်အဲ့လိုတရားကျတော့ဖြစ်တင်ပေါ့နော်အမှန်ဆိုရင်အဲ့ပွန်ချင်းလွဲကြီးလွဲမဟုတ်လဲ one chain ပြက်ကြီးအောင်အဲ့လိုမျိုးပုံစံဆိုတော့ပုံမှန်ဖြစ်နေကြပဲပေါ့နော်ဒါကျတော့အကုန်လွဲဆိုတော့မလွယ်တော့အဲ့ site ကိုလုံးဝမကင်တော့ဘူးเนาะကျွန်တော်နောက်ပြန်အတွက်မှာဆိုရင်ကျွန်တော်ဒီတပင်ကျော် site ပေါ့နော်အရင်တော့လည်းကျွန်တော်ကင်ခဲ့ခုပါတယ်ဒီတပင်ကျော် site ပေါ့တော့တော်တော်များများကျွန်တော်တပင်ကျော် site ကိုပဲကင်တာများတာပေါ့နော်ဒီတုံးပြီးတစ်ဖြက်တည်းကကျတော့အဲ့လိုမျိုးမွေးကွက်လေးပါတယ်ထုတ်တဲ့ site လေးတွေပေါ့နော်အဲ့လိုမျိုးပုံစံများလာမလားလို့ကျွန်တော်ကင်ကြည့်ရဗျာအဲ့လိုမျိုးမလာတော့ကျွန်တော်ဒီတပင်ကျော် site လေးကိုပဲကျွန်တော်ပြန်ကင်ရပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကျတော့ဒီကျွန်တော်တွေ့တာဒီမနေ့ဖြန်မနေ့မှာပေါ့နော်ကနန်းဟောင်းနေပဲဗျာကျွန်တော် one chain မှာတွေ့တာကျွန်တော်9တုံညာ one chain ဘယ်လိုကြီးကစားမလဲပေါ့နော် one chain ကိုကျွန်တော်မပတ်နေပေါ့နော်မပတ်နေကျွန်တော်ပတ်တီကိုမပတ်တင်းနေပေါ့နော်ကျွန်တော်ခုမှစပြီးတော့ပြန်ပေးတယ်ဆိုတော့လူတွေကဘယ်လိုအကြောင်းဘယ်လို site တွေလာတယ်ဆိုတော့ကျွန်တော်မသိသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နီးပေါင်းဆုံးနေတော့ကျွန်တော်အကောင်းဆုံးချပေးမယ်ဗျာဒီ9တုံညာ one chain နဲ့ကျွန်တော်ဒီကြီးကိုလည်းအဟောင်းပဲပေါ့နော်4-9နှစ်ကြီးတယ်ဗျာ4-9နှစ်ကြီးကိုပြန်တွေ့တယ်ဗျာဒီနေ့တနေ့ကုန်4တုံညာနဲ့9တုံညာပေါ့နော်အဲ့လိုမျိုးတွေထွက်သွားပြီးမှတော့ဒီကနန်းဟောင်းတွေပြန်လာတာပေါ့နော်ကျွန်တော်တွေ့တာကျတော့အဲ့ဒီပြန်ကြတယ်ကျတော့ထိုးချင်တဲ့ထိုးမထိုးချင်တဲ့နေပေါ့နော်ပြန်ကြကနန်းနေဒါမဲ့ကျွန်တော်တို့ထိုးတင်တဲ့ကနန်းနှစ်ကွက်ပေါ့နော်ကျွန်တော်တို့တွေ့ထားတယ်ဒီပလိတ်နဲ့ကျွန်တော်ဖမ်းထားတာပေါ့နော်ကျွန်တော်ဒီ9တုံညာ one chain နဲ့ကျွန်တော်ဒီ4-9နှစ်ကြီးနဲ့ပေါ့နော်ကျွန်တော်တို့ကတ်မယ်ဆိုရင်ကျွန်တော်ဒီ5-4-5-9ပြီးကြရင်9နှစ်ပေါ့နော်ပြီးကြရင်တုံညာ4တုံညာ9တုံညာ2ပေါ့နော်ပြန်ကြတော့ဖြုတ်ချင်ဖြုတ်ပြန်ပြန်လာရင်လည်းရှော့ပေါ့နော်မရကြတာပေါ့ပြန်ဖြုတ်တော့မဖြုတ်ချင်လည်းအရန်အနေနဲ့နည်းနည်းလေးပဲထိုးပေါ့နော်ဒီမဖြစ်မနေထိုးတင်တဲ့အကွာကျတော့ဒီ9နှစ်နဲ့2တုံညာပေါ့နော်ဒီနှစ်ကွက်ဗျာခွန်ပလိတ်နဲ့နှစ်ပလိတ်ပေါ့နော်ကျွန်တော်ပလိတ်တွေးထားတာကျွန်တော်နှစ်ခွန်ပလိတ်ဖြစ်နေတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီ9နှစ်နဲ့2တုံညာပေါ့နော်အဲ့ဒီနှစ်ကွက်ကိုပဲ main all ဗျာအများကြီးလည်းမထိုးချင်မလို့ပေါ့နော်အကုန်လုံးမတက်နိုင်တော့မှအဲ့ဒီနှစ်ကွက်ကိုပဲထိုးဗျာအဲ့ဒါလေးကကနန်းတော်ကောင်းတာပေါ့နော်ကျွန်တော်ဒီကြီးနေလဲတောင်းကြီးတယ်ကျွန်တော်ဒီ one chain နဲ့လည်းကြီးတယ်ဒီကြိုင် plate ပါကြီးတယ်ဆိုတော့အဲ့ဒီကနန်းနှစ်ကွက်ပဲရှိတယ်ပေါ့နော်အဲ့ဒီကနန်းနှစ်ကွက်ကိုပဲထိုးလိုက်ဗျာအများကြီးထိုးချင်မလို့ဘူးနော်ကန်ဆိုတာအဲ့ဒီနည်းနည်းလေးထိုးတယ်ရချင်ရတယ်ပေါ့နော်အများကြီးထိုးချင်မလို့အများကြီးထိုးတယ်ကံမရှိမပေါက်ဘူးပေါ့နော်အဲ့ဒါပဲကျွန်တော်ပြောချင်တယ်ပါကန်ဆန်းကြည့်တာပေါ့နော်ကျွန်တော်လည်းအပိုင်ဆိုတာလည်းမရှိဘူးနော်ကျွန်တော်လည်းပြောပါတယ်ကျွန်တော်ကနန်းမှာအပိုင်ဆိုတာကျွန်တော်လည်းမပြောတတ်ဘူးစိုက်လေးရှိတယ်လို့ပဲကျွန်တော်ပြပေးတယ်ပေါ့နော်ကြိုင်မထိုးမကြိုင်လည်းမထိုးနဲ့ပေါ့နော်ကနန်းတော့ကျွန်တော်အများကြီးလဲကနန်းနေအများကြီးလဲကျွန်တော်မချပေးဘူးပေါ့နော်ကျွန်တော်ဒီအများဆုံး6ကွက်9ကွက်အဲ့လိုပုံစံလေးပဲပေါ့နော်ဟိုကြိုက်တဲ့အကွက်ကိုရွေးထိုးပေါ့ဗျာစိုက်ကတော့ကျွန်တော်ဒီပြောတဲ့အတိုင်းကျွန်တော်ရဲ့ Telegram channel လေးကိုပဲ join ပြီးတော့လာကြည့်လိုက်ဗျာစိုက်မှာဆိုရင်ကျွန်တော်ရှင်းပြပေးပါတယ်စာလေးနဲ့ကျွန်တော်ရေးပြီးတော့ဒီရဲ့ channel လေးကိုရှင်းပြပေးတယ်ပေါ့နော်အားလုံးကနောက်ပါစေဗျာအားလုံးပေါက်ကြပါစေ